ဒီနေ့မှာတော့ရေကြောတစ်ခွင်ပြည့်ပြည့်စင်ဘိုက်ဆာဆာနဲ့လမ်းလျှောက်ရင်မထင်မဲ့ပဲရွှေဖုံးပွင့်ဖျားနီးမှာရှိတဲ့ကိုရီးယားဆိုင်လေးကိုရောက်ခဲ့ပြန်ပါတယ်ပေါ့နော်ဆိုင်လေးကတော့ဖွင့်တာမကြသေးဘူးလို့ထင်တယ်ဘာလို့ဆိုခါတိုင်းနဲ့ဒီရှေ့ရဖြစ်နေကြဆိုမှမတွေ့မိတော့လေဆိုင်ရဲ့မီနူအကြောင်းပြောပါဆိုရင်ကိုရီးယားစားစားလဲစားကျင်တယ်ဘတ်ဂျက်လဲစေ့ကျင်တယ်ဆိုရင်တော့ဒီဆိုင်လေးကိုရွေးတင်တယ်လို့ထင်တယ်နောက်ပြီးကိုရီးယားစားစားတယ်မဟုတ်ဘူးတခြားကိုရီးယားအသုံးဆောင်တွေပါရတာကသူ့ဆိုင်ရဲ့ထူးခြားချက်ပေါ့နော်စင်ပေါ်မှာတင်ထားတဲ့ခေါက်ဆွဲကြောက်တွေကိုနှိုင်းငံ့ရင်းနဲ့မှာထားတဲ့ဘဲခေါက်ဆွဲရောက်ရှိလို့လာပါတယ်ဘဲခေါက်ဆွဲကတော့ပြပြနေနေနဲ့ထီထီမီမီပဲငပိရတာရတယ်ချိုလဲချိုလဲဆိုပေမဲ့အရင်ချိုဤပြီးတော့ဆက်မစားနိုင်တဲ့ပုံစံမျိုးလည်းမဟုတ်ဘူးပေါ့နော်ဆိုင်တကူကရောက်လာပြီးတော့ဒါမှမစားမိခဲ့ရင်တော့တော်တော်နောင်တရမယ့်အနေအထားမျိုးပါပဲမေးတော့မလို့ဒီဆိုင်ရဲ့ chicken nugget ကလည်းလုံးဝ must try တင်ပါတယ်ချိုချင်ချက်ကြော်ကိုမှပြင်သားလေးကကျွတ်ရွံ့ပြီးတော့အတွင်းသားလေးကနူးညံ့တော့သွားမကောင်းတဲ့လူတွေအတွက်တောင်မှစားရတာအဆင်ပြေလို့တန်းတော့တန်းပါမယ်နောက်ဆုံးမှာတော့အမတ်တမဲ့နဲ့တွေ့ရှိခဲ့မှုကအခုလိုမျိုးအမတ်တရားတွေအများကြီးပေးနိုင်စွမ်းရှိမှန်းသိရတော့တယ်